Hello မင်္ဂလာပါငွေကြေးနဲ့ပတ်သက်ပြီးတော့မှအခုပြောမဲ့အဆင့်6ဆင့်ကိုသိတယ်ဆိုရင်ကိုဘဝမှာငွေကြေးလွတ်မြောက်ခြင်း financial freedom ဆိုတဲ့ financial independence ကိုရရှိမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကအားလုံးကိုဖြိုးကအရန်ကိုကောင်းတဲ့ရွှေနှုတ်ထဲမှာရှိတဲ့စာအုပ်လေးတစ်အုပ်ကိုမျှဝေခြင်းနဲ့အဲ့ဒီစာအုပ်ကပေါ့နော်ကိုယ့်ရဲ့ personal finance ဆိုတဲ့တကိုယ်ရေးတကာရငွေကြေးနဲ့ပတ်သက်လာရင်ပတ်စံကိုဘယ်လိုမျိုးပိုရှာရမလဲပြီးရင်ပတ်စံနဲ့ပတ်သက်လာရင်ကိုယ့်ထဲမှာရှိတဲ့ပတ်စံကိုဘယ်လိုမျိုးစီမံခန့်ခွဲရမလဲဆိုတာကိုအရန်ကောင်းမှုပြီးတော့မှတေချာအသေးစိတ်ရိုးရိုးရှင်းရှင်းမျှဝေထားတဲ့စာအုပ်တုပ်ဖြစ်ပါတယ်အရန်ရိုးရှင်းတာဘာကြောင့်မို့လဲဆိုတော့အဆင့်6ဆင့်ရှိတယ်တစ်ဆင့်ပြီးတစ်ဆင့်လိုက်နာသွားတယ်ဆိုရင်အချိန်တစ်ခုရောက်တဲ့အခါမှာကိုယ့်အတွက်ပေါ့နော်ပတ်စံကိုဘယ်လိုလုပ်ရမလဲဘယ်လိုပို့ရှားမလဲဆိုတဲ့အဖြေတွေအကုန်လုံးကိုဒီဗီဒီယိုဒီအတန်စာအုပ်အဆုံးမှာသိသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကအားလုံးကိုဖြိုးရဲ့ကိုယ်တိုင်မျှဝေတဲ့အရာမဟုတ်ဘဲနဲ့ဖြိုးကိုယ်တိုင် edit လုပ်ပြီးတော့မှာပေါ့နော်ရွှေနှုတ် application နဲ့အရန်ကောင်းတဲ့စာအုပ်ကိုဖြိုးရဲ့ YouTube channel ကပရိသတ်တွေအတွက်စာအုပ်လက်ဆောင်ကို sharing လုပ်ပေးလိုက်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါနော်အကျိုးကျေးဇူးရှိမရှိဆိုတာအဆုံးသက်ကြရင်ဖြိုးပါကြောင့်မလို့ဒီဟာကြီးပြောနေလဲဆိုတော့ပို့ပြီးတိတာထင်ရှားသွားပါလိမ့်မယ်ပြီးရင်ဒီစာအုပ်ကိုကြိုက်တဲ့ဆိုရင်လည်းရွှေနှုတ် application ကို download ချပြီးတော့နောက်ထပ်အခမဲ့စာအုပ်တွေကိုဖတ်လို့ရပါတယ်ဆိုစာအုပ်လေးကိုစလိုက်ကြအောင်ပါရှင်အားလုံးပဲမင်္ဂလာပါရွှေနှုတ်မှကြိုဆိုပါရစေဒီကနေ့မှာဆိုရင်တော့စာရေးသူဂျိုးဒိုမင်ဂတ်စ်နဲ့ဗီကီရောဘင်တို့ရေးသားထားတဲ့ Your Money or Your Life ဆိုတဲ့စာအုပ်လေးရဲ့အနှစ်ချုပ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မရေရာမသေးကြတဲ့စီးပွားရေးအခြေအနေကိုကြုံတွေ့နေရတဲ့ခေတ်ကြီးမှာလူတိုင်းဟာငွေကြေးနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေရှိကြပါတယ်ပတ်စံကိုဘယ်လိုရှာဘယ်လိုစုပြီးဘယ်လိုသုံးမလဲငွေကြေးရှာဖွေဖို့ကိုယ့်ဘဝရဲ့စွမ်းအင်life energy တွေကိုဘယ်လောက်ထိအသုံးချရမလဲငွေကြေးနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်နေရတဲ့ဘဝကနေလွတ်မြောက်ဖို့ရောဘာတွေလုပ်ရမလဲစတဲ့မေးခွန်းတွေဟာလည်းလူသားတိုင်းအဖြေရှာနေတဲ့မေးခွန်းတွေပါပဲ21ရာစုမှာဒီမေးခွန်းတွေကိုဖြေဖို့အတွက်လမ်းရိုးလမ်းဟောင်းကြီးအတိုင်းတွေးနေလို့မရပဲငွေကြေးလမ်းပြမြေပုံသစ် New Financial Roadmap တစ်ခုကိုလိုအပ်ပါလိမ့်မယ်အကျွေးနုံတွေကယုံထွက်မယ်ကိုယ့်ရဲ့စုဆောင်းငွေကိုတိုးပွားအောင်လုပ်မယ်ငွေကြေးနဲ့ဘဝကိုဟန်ချက်ညီအောင်လုပ်မယ်ရှင်တန်ယုံတက်မဟုတ်တဲ့ဘဝတစ်ခုကိုဖန်တီးမယ်ဆိုတဲ့အတွေးတွေရှိသူတိုင်းမဖြစ်မနေဖတ်ရမယ့်စာအုပ်ကတော့ဒီနေ့လေ့လာရမယ့် Your Money or Your Life စာအုပ်ပဲဖြစ်ပါတယ်။ဒီစာအုပ်ထဲမှာငွေကြေးနဲ့ကိုယ်ကြားကဆက်ဆံရေး relationship ကိုပြောင်းလဲပေးမဲ့အဆင့်6ဆင့်ကိုဖော်ထုတ်တင်ပြထားပြီးငွေကြေးထောင်ချောက်ငွေကြေးရဲ့ရှုထောင့်၄ခုငွေရှာဖို့အတွက်ကိုယ့်ဘဝစွမ်းရည်တွေအသုံးပြုရဖို့ငွေကြေးရှာဖွေမှုငွေကြေးသုံးစွဲမှုနဲ့ငွေကြေးစုဆောင်းမှုကိုစမ်းစစ်ဖို့ငွေကြေးစီမံခန့်ခွဲပုံအစရှိတာတွေကိုလေ့လာကြရမှာပါဒီစာအုပ်ကိုပထမဆုံးအကြိမ်ပုံနှိပ်ထုတ်ဝေခြင်းဟာအမေရိကန်မှာအိမ်ချမ်းမြေဈေးကွက်ပြိုလဲခဲ့တဲ့1992ခုနှစ်ကာလဖြစ်ပေမဲ့ဒီဘက်ခေတ်အခြေအနေတွေနဲ့ကိုက်ညီအောင်အချက်လက်တွေကိုပြန်လည်မွမ်းမံထုတ်ဝေခဲ့ပြီးငွေကြေးနဲ့ပတ်သက်ရင်အကောင်းဆုံးစာအုပ်လို့ညွှန်းဆိုကြသလိုအုပ်ရည်လဲတန်းနဲ့ချီရောင်းချထားရတဲ့စာအုပ်ကောင်းတုပ်ပဲဖြစ်ပါတယ်Your Money or Your Life စာအုပ်ကိုရေးသားသူနှစ်ဦးကတော့ဂျိုးဒိုမင်ဂတ်စ်နဲ့ဗီကီရောဘင်တို့ပဲဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့သားဒိုမင်ဂတ်စ်ဟာ1938ခုနှစ်ဖွားဖြစ်ပြီးဒီစာအုပ်ထဲမှာပါတဲ့အဆင့်6ဆင့်ကိုတီထွင်ဖော်ထုတ်ခဲ့သူပဲဖြစ်ပါတယ်။ဒိုမင်ဂတ်စ်ဟာသူ့အသက်32နှစ်အရွယ်ဖြစ်တဲ့1969ခုနှစ်မှာအလုပ်ကနေစောစောအငိမ့်စားယူနိုင်ဖို့အတွက်သူဖော်ထုတ်ခဲ့တဲ့နည်းလမ်းတွေကိုကမ္ဘာတစ်လွှားကတန်းပေါင်းများစွာသောလူတွေလိုက်နာကျင့်သုံးနိုင်အောင်လို့စာအုပ်ဖြစ်ရေးသားထုတ်ဝေခဲ့တာဖြစ်ပါတယ်။သူဟာအမေရိကန်ငွေကြေးဈေးကွက်တည်ရှိရာ Wall Street ရပ်ဝန်းမှာဘဏ္ဍာရေးစမ်းစစ်လေ့လာသူ Financial Analyst အဖြစ်အလုပ်လုပ်ကိုင်ခဲ့ပြီးဘဝဆိုတာပင်စင်ယူတဲ့အသက်65နှစ်အရွယ်တိုင်အောင်မနက်9နာရီကနေညနေ9နာရီထိအလုပ်လုပ်ရတာမဟုတ်မှန်းနားလည်သဘောပေါက်ခဲ့သူလည်းဖြစ်ပါတယ်။နောက်ထပ်စာရေးသူတူဖြစ်တဲ့ Vicky ကတော့1945ခုနှစ်ဖွားဖြစ်ပြီးထင်ရှားတဲ့အမေရိကန်စာရေးဆရာမနဲ့ဟောပြောသူတူပါဒိုမင်ဂတ်စ်နဲ့ဗီကီတို့ဟာအခုစာအုပ်ကိုပူးရဲရေးသားရာကနေနာမည်ကျော်ကြားလာကြတာဖြစ်ပါတယ်။ Your Money or Your Life စာအုပ်ရဲ့အနှစ်ချုပ်ကိုတော့အောက်ပါအတိုင်းအခန်းနှစ်ခန်းခွဲခြားဖော်ပြသွားမှာဖြစ်ပါတယ်။ပထမကငွေကြေးလားဘဝလားဒုတိယကငွေကြေးလမ်းပြမြေပုံသစ် New Financial Roadmap အခန်း1ငွေကြေးလားဘဝလားလူတယောက်ဟာကိုယ်နံကြားကိုတနက်နဲ့ထောက်ပြီးပတ်စံပေးမလားဘဝအသက်ပေးမလားလို့မေးရင်စာဖတ်သူအနေနဲ့ဘာလုပ်ဖြစ်မယ်လို့ထင်ပါသလဲလူအများစုကတော့ဒီလိုအခြေအနေမျိုးမှာ
ပါသမျှပတ်စံမဲ့အကုန်ပေးလိုက်ကြမှာပါ။ဘာကြောင့်လဲဆိုတော့လူတွေဟာသူတို့ရဲ့အသက်နဲ့ဘဝကိုပတ်စံထပ်ပို့ပြီးတန်ဖိုးထားကြလို့ပါပဲ။ဒါပေမဲ့အလုံးနဲ့ပတ်သက်လာရင်တော့ကိုလုံနေတဲ့အလုပ်ကိုချစ်မြတ်နိုးသူတွေအလုပ်ကိုမနှဲသီးခံပြီးလုပ်နေရသူတွေပါငွေကြေးလားဘဝလားဆိုတဲ့မိကွန်းအတွက်ရွေးချယ်စရာပျောက်ဆုံးတဲ့ဖြစ်ကိုရင်ဆိုင်နေကြရပါတယ်။ငွေရဖို့အတွက်လုပ်နေရတဲ့အလုပ်တွေကကိုယ့်ရဲ့အချိန်တွေကိုဝါမျိုးသွားတာကြောင့်အလုပ်ပြင်ပကကိုယ်ပိုင်ဘဝကိုရှားပါလာတဲ့လက်ကျန်အချိန်လေးနဲ့မနှဲအံဝင်အောင်ဖြတ်တန်းနေရတာကိုလည်းကြုံကြရမှာပါ။ဥပမာအဖြစ်မျိုးပြားကဝန်ထမ်းတွေကိုကြည့်ရင်မနက်စောစောထရေချိုးယူနီဖောင်းလဲအချိန်ရရင်မနက်စာစားအိတ်လွယ်ထမင်းညိုက်ဆွဲပြီးကြက်သိမ့်နေတဲ့ဘတ်စ်ကဒါမှမဟုတ်ရထားနဲ့ရုံးအမိပြေးကြရပါတယ်။ရုံးချိန်ဖြစ်တဲ့မနက်9နာရီကနေညနေ9နာရီထိအလုပ်လုပ်ချိန်အတွင်းမှာလည်းအလုပ်ရှင်နဲ့ဆက်ဆံရလုပ်ဖော်ကိုင်ဘက်တွေနဲ့ဆက်ဆံရဖောက်တယ်နဲ့ဆက်ဆံရမဖြစ်နိုင်တဲ့ deadline အလုပ်ပြရမယ့်သတ်မှတ်ရက်တွေပေးတဲ့အခါမှာလည်းပြုံပြုံလေးလက်ခံကြရပြီးစီးပွားရေးမကောင်းလို့ကုမ္ပဏီကဝန်ထမ်းလျှော့တဲ့ထဲကိုမပါဘူးဆိုရင်ပဲတက်ပြင်းချပြီးတော်ပါသေးရဲ့ဆိုတဲ့စိတ်နဲ့ဖြတ်တန်းကြရပါတယ်။ညနေအလုပ်ဆင်းပြီဆိုရင်လည်းအိမ်ကိုကမန်းကရမ်းပြန်မိသားစုတွေအခန်းပေါ်တွေနဲ့ခဏတစ်ဖြုတ်နေညစာစား TV ကြည့်အိပ်ယာဝင်းဆိုတာကသူတို့ရဲ့တနေ့တာနှီးကုန်းပါပဲဒီလိုရုန်းကန်လဲပတ်နေရတာကိုဘဝတစ်ခုအသက်မွေးဝမ်းကြောင်းတစ်ခုလို့ခေါ်နိုင်ရဲ့လားဆိုတာစဉ်းစားဖို့လိုပါတယ်တကယ်တော့ဒီလိုဘဝနေထိုင်မှုပုံစံဟာအလုံးနဲ့ငွေကြေးအတွက်ကိုယ့်ရဲ့ကျန်းမာရေးအချစ်ရေးပျော်ရွှင်တတ်တဲ့စိတ်တွေကိုတက်ပြစ်နေရတဲ့တူပါတယ်ဒါဟာငွေကြေးအတွက်ကိုယ့်ဘဝကိုရစ်ပူဇော်လိုက်တယ်လို့ဖြစ်နေပြီးအဲ့လိုပေးဆက်လိုက်တဲ့အတွက်ကိုလိုချင်တဲ့လောကစည်းစိမ်တွေကိုရယူခံစားဖို့တက်နိုင်သွားတယ်ဆိုရင်တော့မှ9 to 5အလုပ်ချိန်ပုံစံထဲမှာပဲပိတ်မိနေအောင်ပါပဲ။ဒါကိုငွေကြေးရဲ့ထောင်ကြောင့် money trap ထဲမှာတက်ဆင်းနေရတယ်လို့ဆိုနိုင်ပါတယ်။ဒါပေမဲ့ငွေကြေးပြည့်စုံတဲ့လူတွေဟာလည်းသူတို့ရဲ့ပျော်ရွှင်မှုကိုကန့်သတ်နေတဲ့အလုပ်သူတို့ရဲ့တန်ဖိုးတွေကိုပါထိပါတဲ့အလုပ်တွေကိုကြောခိုင်းခြင်းစိတ်မရှိကြပါဘူး။ဘာလို့လဲဆိုတော့အလုပ်ကြောင့်ရရှိလာတဲ့ကိုယ်ပဲသူပဲဝါဆိုတဲ့ဝိသေသ identity နဲ့ကိုတန်ဖိုးထားမှုတို့ကိုစိတ်ပိုင်းဆိုင်ရာအရာလက်လွတ်နိုင်စွမ်းမရှိကြတော့ပါဒီလိုနဲ့ပဲမိသားစုပတ်ဝန်းကျင်လူမှုရေးဘာသာရေးအခြေရေးတွေအားလုံးကိုအလုတ်ကအစားထိုးနေရယူသွားပါတော့တယ်2005ခုနှစ်တုန်းကလေးလာမှုတစ်ခုအရအမေရိကန်တွေဟာသူတို့အလုတ်နဲ့ပတ်သက်ပြီးမပျော်ရွှင်မှုတွေတိုးပွားလာတယ်လို့သိရပါတယ်အလုတ်မှာမပျော်ရွှင်တဲ့အပြင်ဘဏ်တွေကစုဆောင်းငွေတွေတိုးပွားလာသလားလို့ကြည့်ပြန်တော့လေအမေရိကန်ပြည်ထောင်စုမှာလူတွေရဲ့ငွေစုနှုန်းဟာကျဆင်းနေတာတွေ့ရပါတယ်ငွေစုနှုန်းကျဆင်းရုံနဲ့မကပဲအကျွေးပမာဏတွေကလည်းထိုးတက်နေတာကိုတွေ့ရပြီးအိမ်ချေးငွေကားချေးငွေခရက်ဒစ်ကတ်အကျွေးတွေပြိနေတဲ့အမေရိကန်တွေအနေနဲ့9 to 5အလုပ်တွေကနေရုံထွက်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။တေချာတာကတော့ငွေကြေးဟာဘဝကိုတက်တောင့်တတဖြစ်စေတာကလွဲရင်လူတွေရှာဖွေနေတဲ့ပျော်ရွှင်မှုကိုဝယ်ယူမပေးနိုင်ဘူးဆိုတာပါပဲ။ဒါနဲ့ပတ်သက်ပြီးဖလော်ရီဒါနည်းပညာသိပ္ပံက Ryan Kaplan ဆိုသူကထိပေါက်သူပေါင်း1000ကို10နှစ်အချိန်ယူပြီးလေ့လာခဲ့ပူပါတယ်။သူ့ရဲ့တွေးရှိမှုအရထိပေါက်တဲ့ပတ်စံတွေနဲ့ဘာလုပ်ရမလဲဆိုတဲ့အကြံဉာဏ်ရှိသူဒါမှမဟုတ်ထိပေါက်လို့ပျော်ရွှင်မှုတွေအကြီးအကျယ်တိုးပွားလာသူကအနည်းအကျဉ်းပဲရှိပြီးအများစုကတော့အချိန်ကြာလာတဲ့အခါမှာမူရစ်ဆေးဆွဲကုန်တာနဲ့အထီးကျန်ဝေဒနာခံစားရသူတွေဖြစ်ကုန်တာတွေ့ရပါတယ်။ပိုများလေကောင်းလေ Morris Butter ဆိုတဲ့ဆောင်ပုဒ်ကလည်းအမေရိကန်တွေကိုငွေကြေးနောက်ငန်းတက်လိုက်ချင်အောင်တွန်းပို့နေတဲ့ဆောင်ပုဒ်တစ်ခုပါပဲ။အမေရိကန်တွေပါဝင်နိုင်ငံပေါင်းစုံကစားသုံးသူတွေဟာ3နှစ်တစ်ခါလောက်ကားအသစ်လဲဖို့ကြိုးစားတာတက်နိုင်ပြီဆိုတာနဲ့ပိုကောင်းပြီးပိုကြီးတဲ့အိမ်ကိုဝယ်နေတာ။ electronic ပစ္စည်းအသစ်တွေထွက်တိုင်းလဲဝယ်သုံးတာတွေလုပ်လို့ရှိကြပါတယ်။ဥပမာအဖြစ်21ရာစုအစမှာအမေရိကန်အိမ်တော်စု3ပုံ2ပုံဟာကား2စီးနဲ့အထက်ပိုင်ဆိုင်ကြပြီးကျန်တဲ့3ပုံ2ပုံကတော့3စီးနဲ့အထက်ပိုင်ဆိုင်ကြသလိုအမေရိကန်အိမ်တွေရဲ့တဝက်ကျော်လောက်မှာလဲပကံစည်းဆက်တွေရှိကြပါတယ်။ဒီလိုရုပ်ဝတ္ထုပစ္စည်းတွေတိုးပွားလာလို့ပျော်ရွှင်မှုနှုန်းတက်လာသလားဆိုပြန်တော့လေ1950ပြည့်လို့နှစ်နှောင်းပိုင်းကာလတွေကစပြီးပျော်ရွှင်မှုကိုခံစားရတဲ့အမေရိကန်အရေးအတွက်ဟာရာခိုင်နှုန်းတဖြည်းဖြည်းကျဆင်းလာခဲ့တာတွေ့ရပါတယ်။1958ခုနှစ်မှာပျော်ရွှင်နေတဲ့အမေရိကန်ဦးရေ35ရာခိုင်နှုန်းပဲရှိပြီး2002ခုနှစ်မှာတော့30ရာခိုင်နှုန်းပဲရှိပါတော့တယ်။ဒါကိုကြည့်ရင်ပိုများလေကောင်းလေဆိုတဲ့အယူအဆဟာလည်းငွေကြေးရဲ့ထောင်ချောက်တစ်ခုမှန်သိနိုင်ပါတယ်။လူတိုင်းဟာသူတို့လိုအပ်တဲ့လိုချင်တဲ့ဆန္ဒရှိတဲ့အရာအများစုကိုငွေကြေးနဲ့ဝယ်ယူကြတာဖြစ်တဲ့အတွက်လူသားအလုံးဟာစားသုံးသူ consumers တွေပါပဲ။များများထုတ်ပြီးများများသုံးခိုင်းတဲ့စားသုံးသူဝါဒ consumerism ဟာ21ရာစုလူအဖွဲ့အစည်းရဲ့ဝါဒတစ်ခုဖြစ်လာပြီးစီးပွားရေးကြီးထွားဖွံ့ဖြိုးမှုရှိစေဖို့အတွက်လူတွေကိုကုန်ပစ္စည်းတွေများများဝယ်ယူအောင်တွန်းအားပေးဖို့
ဖန်တီးထားတဲ့ဝါဒဖြစ်ပါတယ်။ Consumerism ဝါဒအရစားသုံးသူအခွင့်အရေးနဲ့လူတွေဟာကိုလိုချင်တဲ့အရာမှန်သမျှကိုငွေကြေးနဲ့စိတ်ကြိုက်ဝယ်ယူခွင့်ရှိလာပေမဲ့တဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနဲ့သယံဇာတရင်းမြစ်တွေလျော့ကျမှုတို့ကိုတော့တွန်းအားပေးသလိုဖြစ်နေပါတယ်။နောက်ပြီး Consumerism ဝါဒဟာအမေရိကန်တွေကိုခိုင်ခိုင်မာမာရပ်တည်နိုင်အောင်လုပ်ပေးတယ်ဆိုတဲ့အယူအဆတစ်ခုလည်းရှိပါသေးတယ်။တကယ်လို့သာလူတွေရဲ့စားသုံးမှုမရှိတော့ရင်စီးပွားရေးတုံ့နေသွားပြီးလူအများများအလုပ်လက်မဲ့ဖြစ်သွားမယ်။အိမ်ချင်းငွေတွေမပေးနိုင်တော့လို့အိမ်တွေဆုံးရှုံးကုန်မယ်။စက်ရုံတွေပိတ်ပစ်ရမယ်လို့လူအများစုကယူဆထားကြတာပါ။ဒါကြောင့်အသုံးဆွဲတွေလျှော့ပြီးငွေစုတာဟာအမေရိကန်နည်းလမ်းမဟုတ်ပဲများများဝယ်များများစားသုံးမှုပြုပြီးငွေမစုတာကသာစီးပွားရေးမျိုးချစ်စိတ်ဓာတ်လို့ပြောရမလို့ဖြစ်လာပါတယ်။ဒါပေမဲ့အမေရိကန်တွေရဲ့တိုးပွားလာတဲ့လူဝင်ဆန္ဒတွေကဝင်ငွေထက်ကျော်လွန်လာတဲ့အခါမှာတော့ credit card သုံးစွဲမှုတွေချေးငွေရယူမှုတွေကြောင့်အကျွေးဝင်ပိလာတော့တာပါပဲ။ဒီအခြေအနေကိုပိုဆိုးစေတာကတော့ကုန်ပစ္စည်းကြော်ညာတွေဖြစ်ပြီးဈေးကွက်သုတေသနတွေအစစ်မြင့်စိတ်ပညာတွေသုံးထားတဲ့ကြော်ညာနည်းပညာတွေဟာလူတွေကိုဒီကုန်ပစ္စည်းမသုံးလို့မဖြစ်ဘူးဆိုတဲ့အကြောက်တရားဒီကုန်ပစ္စည်းသုံးမှလူအများကြားပေါ်လွင်မယ်ဆိုတဲ့ယုံကြည်မှုဒီကုန်ပစ္စည်းသုံးမှလူတွေကကိုယ့်ကိုလက်ခံလိမ့်မယ်ဆိုတဲ့အထင်မြင်တွေကိုဖန်တီးပေးပါတယ်။တစ်ချိန်တည်းမှာပဲထုတ်ကုန်သုံးစွဲမှုတွေကနေထွက်ရှိလာတဲ့ထုတ်ပိုးပစ္စည်းတွေကြောင့်အမိုက်တွေစုပုံလာမှုကုန်ပစ္စည်းထုတ်လုပ်မှုတွေကြောင့်ရာသီဥတုပြောင်းလဲမှုရေထုညစ်ညမ်းမှုတစ်တောပြုံးတိမှုပိုးသက်ဆေးသုံးစွဲရမှုရုပ်ကျွင်းလောင်စာသုံးစွဲရမှုအစရှိတဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်ပေါ်လာတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်ငွေကြေးကမောင်းနှင်လာတဲ့စားသုံးမှုတိုင်းအတွက်တဘာဝပတ်ဝန်းကျင်မှာထိခိုက်နစ်နာရမှုတွေဖြစ်ပေါ်နေတယ်လို့ပြောရပါလိမ့်မယ်။အထက်မှာပြောခဲ့တဲ့အချက်တွေအားလုံးဟာငွေကြေးရဲ့ထောင်ချောက် money trap တွေဖြစ်ပြီးငွေကြေးလမ်းပြမြေပုံဟောင်း old financial roadmap လို့လည်းဆိုနိုင်ပါတယ်။ဒါကြောင့်ခေတ်ကာလအခြေအနေနဲ့လိုက်လျောညီထွေဖြစ်ပြီးလူတွေစီမှာပျောက်ဆုံးနေတဲ့ပျော်ရွှင်မှုကိုပြန်လည်ရရှိခံစားဖို့ရာအတွက်ငွေကြေးနဲ့ရုပ်ဝတ္ထုပစ္စည်းတွေကိုကင်တွယ်ထိန်းချုပ်ဖို့ငွေကြေးလမ်းပြမြေပုံသစ် New Financial Roadmap တစ်ခုကိုလိုအပ်လာပြီလို့ပြောရမှာပါပဲ။ဒီစာအုပ်မှာတော့စာရေးသူတွေကအဆင့်6ဆင့်ရှိတဲ့ငွေကြေး Roadmap အသစ်တစ်ခုကိုဖော်ပြထားပါတယ်။ဒါပေမဲ့အဲ့ဒီ Roadmap ကိုမပြောခင်ငွေကြေးသုံးစွဲမှုနဲ့ပျော်ရွှင်မှုဟာအမြဲတမ်းထပ်တူကြသလားငွေဆိုတာကိုဘယ်လိုသဘောပေါက်ရှုမြင်သင့်တယ်လဲဆိုတာတွေကိုအရင်ဆုံးနားလည်ထားဖို့လိုအပ်ပါတယ်။တကယ်တော့လူသားတွေရဲ့စိတ်ဟာတုံ့ပြန်မှုပုံစံဖက်တန်တွေကိုဖန်တီးပေးပြီးအဲ့ဒီပုံစံတွေနဲ့ပဲထပ်တလဲလဲတုံ့ပြန်နေရပါ။ဟင်းနဲ့မွှေးရင်တရေကြမယ်။မီးနီမြင်ရင်ကားဘရိတ်အုပ်မယ်။တရားရောက်ကမီးလို့អော်လိုက်ရင်သွေးခုန်နှုန်းမြန်သွားမယ်။စသဖြင့်လူတွေမှာတုံ့ပြန်မှုတွေရှိကြပါတယ်။ဒါပေမဲ့လူတွေရဲ့တုံ့ပြန်မှုတိုင်းဟာဓမ္မရိဋ္ဌာန်ကြတဲ့အရှိတရား reality အတိုင်းတုံ့ပြန်နေကြတာမျိုးတော့မဟုတ်ပါဘူး။ငွေကြေးဟာပျော်ရွှင်မှုကိုမဝယ်နိုင်ဘူးဆိုတာသိပေမဲ့လူတွေရဲ့တုံ့ပြန်မှုပုံစံတွေကတော့အဲ့ဒီသိမှုနဲ့ဆန့်ကျင်ဘက်ဖြစ်နေရမျိုးပါ။လူတွေကစိတ်ဓာတ်ကြတဲ့အထီးကျန်တဲ့အချက်မခံရဘူးဆိုတဲ့ခံစားချက်တွေရှိလာတဲ့အခါမှာကိုယ်စိတ်ကိုဖြည့်သိမ့်ဖို့အတွက်အဝတ်စားအသစ်ဝယ်တာကားအသစ်လဲတာရုပ်ရှင်ကြည့်တာမျိုးတွေနဲ့တုံ့ပြန်တတ်ကြပြီ။ဂုဏ်ပြုစရာကိစ္စတွေရှိလာပြီဆိုရင်လည်းပန်းစည်းဝယ်တာစိန်လက်စွပ်ဝယ်တာစသဖြင့်တခုခုဝယ်ပြီးတုံ့ပြန်ကြပါတယ်။အလားတူပဲပြင်းရီလာပြီဆိုရင်လည်းလောင်းကစားလုပ်တာခရီးထွက်တာမျိုးတွေနဲ့တုံ့ပြန်လေးရှိကြပါတယ်။ဒါတွေအားလုံးဟာစိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေအတွက်ရုပ်ပိုင်းဆိုင်ရာဝယ်ယူမှုစားသုံးမှုတွေနဲ့အစားထိုးဖြည့်သိမ့်လိုက်ခြင်းပါပဲ။ဒါပေမဲ့ဝယ်ယူစားသုံးမှုများများလုပ်တိုင်းရုပ်ဝတ္ထုပစ္စည်းတွေများများပိုင်ဆိုင်တိုင်းစိတ်ချမ်းသာနိုင်တာမဟုတ်ပါဘူး။ဒီအချက်ကိုနားလည်ဖို့အတွက်စိတ်ချမ်းသာမှုမြင်ကွယ် fulfillment curve ဆိုတာကိုလေ့လာကြည့်နိုင်ပါတယ်။ fulfillment curve ဆိုတာကကားငယ်ပုံစံမြင်ကွယ်ဖြစ်ပြီးကိုသုံးဆွဲလိုက်တဲ့ငွေကြေးပမာဏနဲ့ကိုရလိုက်တဲ့စိတ်ချမ်းသာမှုကြားကဆက်နွယ်မှုပါ။ fulfillment curve ရဲ့စိတ်ချမ်းသာမှုမြင်ကြောင်းဟာဆက်စချင်းမှာအသက်ရှင်ရပ်တည်ရေး survival ဆိုတဲ့အဆင့်ကနေတက်တောင့်တတာဖြစ်မှု comfort စီမြင့်တက်သွားပါတယ်။ပြီးရင်တော့စီးစိမ်ရှိရှိနေခြင်း luxury စီထပ်မံမြင့်တက်သွားပြီးဖူလုံပြည့်စုံမှု enough ဆိုတဲ့အဆင့်မှာတိုးတက်မှုကိန်းဆုံးသွားပါတယ်။အဲ့ဒီအဆင့်ထပ်ပို့ပြီးပတ်စံတွေသုံးမယ်ဆိုရင်တော့ပျော်ရွှင်မှုမြင်ကွေးဟာလွန်ကဲစွာစားသုံးမှု over consumption ဆိုတဲ့အောက်ဆုံးအဆင့်ထိပြန်လည်ကျဆင်းသွားတာတွေ့ရပါတယ်။ဒီအခြေအနေမျိုးမှာပတ်စံတွေသုံးလေစိတ်ချမ်းသာမှုမြင်ကွေးဟာအောက်ကိုကျဆင်းလေပါပဲ။ဒါကိုကြည့်ခြင်းအပြင်လိုအပ်တာထပ်ပို့ပြီးဝယ်ယူစားသုံးမှုတွေပြုလုပ်ခြင်းဟာလူသားတွေရဲ့ပျော်ရွှင်မှုကိုလျော့ကျသွားစေနိုင်ကြောင်းတွေ့ရမှာဖြစ်ပါတယ်။ငွေများသုံးတိုင်းပျော်ရွှင်မှုမရနိုင်ဘူးဆိုရင်ငွေနဲ့ဘာတွေလုပ်လို့ရသလဲငွေကိုဘယ်လိုရှုမြင်သင့်တယ်လဲငွေကိုဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာပါတယ်။လူတစ်ယောက်နဲ့တစ်ယောက်ငွေကြေးကိုအဓိပ္ပာယ်ဖွင့်ပုံချင်းမတူကြသလို
ငွေကြေးကိုနားလည်ပုံချင်းရှုမြင်ပုံချင်းလည်းမတူကြပါဘူး။စာရေးသူတွေကတော့လူသားတွေမှာငွေကြေးနဲ့ပတ်သက်တဲ့ရှုထောင့်၄ခု The Four Perspectives of Money ရှိတယ်လို့ပြောထားပြီးဒီအချက်ကိုအထက်တရာမြင့်နဲ့မိုးမျှော်တိုက်ဥပမာနဲ့ရှင်းပြထားပါတယ်။ငွေကြေးနဲ့ပတ်သက်တဲ့ပထမဆုံးရှုထောင့်က The Three Level Perspective of Money ပါ။ဒီအဆင့်ဟာအလုပ်လုပ်ပြီးငွေရှာဖို့၊ဘဏ်မှာငွေစုဖို့၊ငွေကြေးကိုစီမံခန့်ခွဲဖို့၊ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့နဲ့ငွေကြေးပြဿနာတွေကိုဖြေရှာဖို့အစရှိတဲ့အခြေခံသဘောတရားတွေကိုနားလည်အောင်ကြိုးစားရတဲ့အဆင့်လည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီအမြင်မျိုးဟာမိုးမျှော်တိုက်ရဲ့မြေညီတက်ကနေအပြင်ဘက်လမ်းမကိုလှမ်းမြင်ရတဲ့အဆင့်လောက်ပဲရှိပါတယ်။ငွေကြေးနဲ့ပတ်သက်တဲ့စာအုပ်အများစုကလည်းဒီအဆင့်ကိုသာသဘောပေါက်နားလည်အောင်ရှင်းပြထားကြတာပါ။များများရှိလေပိုကောင်းလေဆိုတဲ့အယူအဆမျိုးကတော့ဒီအဆင့်မှာဖြစ်ပေါ်လာလေရှိတဲ့အယူအဆပါပဲ။ဒုတိယရှုထောင့်ကတော့ကိုယ့်ရဲ့အတွင်းစိတ်ထဲကငွေကြေးနဲ့ပတ်သက်တဲ့အမှန်တရားတွေကိုသိမြင်လာတဲ့ The Neighborhood Perspective of Money ပါပဲ။ဒီအဆင့်မှာတော့မိုးမျှော်တိုက်ရဲ့တဝက်လောက်ကိုတက်လာနိုင်တယ်လို့ပြောရမှာဖြစ်ပြီးငွေကြေးနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့အတွေ့တွေခံစားချက်တွေကိုသုံးသပ်နိုင်လာတဲ့အဆင့်ဖြစ်ပါတယ်။ဥပမာအဖြစ်ကိုအားငွေကြေးနဲ့ပတ်သက်ရင်စိတ်လိုက်မှန်ပါရှိသူလား၊ရရောသူလား၊ကြွားဝါတက်သူလား၊ကစီးနဲသူလား၊ကိုမိသားစုကိုဆင်းရဲတယ်လို့ထင်လား၊ချမ်းသာတယ်လို့ထင်လား၊ကိုဟာလိုချင်တိုင်းရပြီးမပူမပင်ရတဲ့ဘဝမှာနေခဲ့ရသူလား၊ကိုဆန္ဒတစ်ခုခုကိုငွေကြေးခက်ခဲကြောင့်မိသားစုကမဖြည့်ဆည်းပေးနိုင်ဘူးဆိုရင်ဘယ်လိုခံစားရသလဲအစရှိသဖြင့်ငွေကြေးနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့စိတ်ခံစားချက်တွေအားလုံးကိုနောကြေတဲ့အဆင့်မှာနောက်ပြီးဒီအဆင့်မှာငွေကြေးနဲ့ပတ်သက်တဲ့ယုံတန်းစကား math တွေကိုလည်းစဉ်းစားဆင်ခြင်တက်လာပါတယ်။ဥပမာအဖြစ်ငွေကြေးကိုကိုယ့်ဘဝအတွက်လုံခြုံမှုပေးတဲ့အရာ security တစ်ခုအဖြစ်ရှုမြင်တာငွေကြေးကိုအင်အား power တစ်ရပ်အဖြစ်ရှုမြင်တာငွေကြေးကိုလူမှုဘဝမှာကိုယ့်တခြားသူတွေကလိုလားလက်ခံစေမယ့်အရာ social acceptance အဖြစ်ရှုမြင်တာငွေကြေးကိုမကောင်းဆိုးဝါး evil အဖြစ်ရှုမြင်တာအစရှိတဲ့အယူအဆမှားတွေပေါ့ဒီယူဆတွေကရုတ်တရက်ကြည့်ရင်မှန်တယ်လို့ထင်ရပေမဲ့တကယ်လက်တွေ့မှာတော့အမှန်တရားမဟုတ်တဲ့ယုံတန်းစကားတွေသာဖြစ်ပါတယ်။ငွေကြေးဟာလုံခြုံမှုမပေးနိုင်ဘူးဆိုတာကိုညအချိန်မတော်ငွေအပြည့်ပါတဲ့လက်ဆွဲအိတ်တစ်လုံးနဲ့တွာလာနေသူတယောက်လုံခြုံမှုမရှိတာကိုကြည့်ပြီးသိနိုင်ပါတယ်။ငွေကြေးဟာအင်အားလို့ပြောမယ်ဆိုရင်အိန္ဒိယနိုင်ငံကိုဗြိတိရှလက်အောက်ကနေလွတ်မြောက်အောင်လုပ်တဲ့နေရာမှာဂန္ဒီကဘာငွေကြေးမှအသုံးပြုမသွားခဲ့တာကိုကြည့်ရင်သဘောပေါက်နားလည်နိုင်မှာပါ။ဒီသဘောတရားတွေကိုနားလည်လာပြီဆိုရင်မိုးမျှော်တိုက်ရဲ့တဝက်လောက်အမြင့်ကနေအပြင်ကိုလှမ်းကြည့်နိုင်လာပြီလို့ပြောရမှာဖြစ်ပါတယ်။ဒီထက်မြင့်တဲ့တတိယရှုထောင့်ကတော့ငွေကြေးရဲ့သမိုင်းကြောင်းနဲ့ဓလေ့ထုံးတမ်းတွေကိုပါနားလည်လာတဲ့ The Citywide Perspective of Money ပါပဲ။ဒီအဆင့်ကမိုးမျှော်တိုက်ရဲ့ထိပ်ဆုံးကနေမြို့တစ်ခုလုံးကိုရှုမြင်နိုင်တဲ့အဆင့်လို့လည်းပြောရပါလိမ့်မယ်။ဒီအဆင့်မှာငွေကြေးဖောင်းပွားမှု inflation လူနေမှုစရိတ် cost of living စီးပွားရေးကျဆင်းမှု recessionစီးပွားရေးဆုတ်ကတ် depression ဆိုတဲ့ဘောဂဗေဒလက်သုံးစကားတွေကိုလည်းထိတွေ့ခွင့်ရလာပါလိမ့်မယ်။စီးပွားရေးကျဆင်းမှုဖြစ်ပြီးဆိုတာနဲ့လူသားတွေနေမထိထိုင်မသာဖြစ်လာတာငွေကြေးဖောင်းပွားမှုဖြစ်လို့ကုန်စည်နှုန်းကြီးပြီးဆိုတာနဲ့ကိုဆင်းရဲလာပြီလို့အလိုလျောက်ခံစားရတာတွေကိုလည်းဒီအဆင့်မှာနားလည်လာပါလိမ့်မယ်။ဒီခံစားမှုတွေကြောင့်ကြောက်ရွံ့စိုးရိမ်စိတ်တွေဖြစ်ပေါ်လာပြီးကြီးထွားမှုဟာကောင်းတယ် growth is good ပိုများလေပိုကောင်းလေ more is better ဆိုတဲ့အမြင်တစ်ခုကိုဖတ်တွယ်နေမိကြခြင်းဖြစ်တယ်ဆိုတာကိုလည်းသဘောပေါက်လာပါလိမ့်မယ်။တကယ်တော့သေချာစဉ်းစားကြည့်ရင်ကုန်စည်နှုန်းဆိုတာကအရာရာတိုင်းမှာတက်နေရမဟုတ်ပဲဈေးကျသွားတဲ့အရာတွေလည်းရှိပါတယ်။ဥပမာအဖြစ်ကွန်ပျူတာတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း90လောက်တုန်းကထက်ဈေးအများကြီးသက်သာသွားပါပြီ။1950လောက်ကဇိမ်ခံပစ္စည်းလို့သတ်မှတ်ခဲ့တဲ့ပစ္စည်းတွေကိုလည်းဒီနှစ်ခေတ်မှာပေါ်ပေါ်များသုံးစွဲနိုင်နေပါပြီ။သေချာပြန်စဉ်းစားကြည့်ရင်ငွေကြေးဟာလူတွေရဲ့ဖန်တီးမှုကြောင့်သာပေါ်ပေါက်လာတာဖြစ်ပြီးတက်တန်းကလည်းနှစ်ပေါင်း4000လောက်ပဲရှိပါသေးတယ်။ငွေကြေးဟာတန်ဖိုးတစ်ခုကိုတိုးလောင်ထားတဲ့အရာ a store of value ဖြစ်ပြီးတန်ဖိုးချင်းလဲလှယ်လို့ရတဲ့နည်းလမ်း mean of exchange တစ်ခုဖြစ်တယ်လို့ထင်ကြပေမယ့်ဒီအချက်ကလည်းလူတွေသတ်မှတ်ထားတဲ့နယ်နိမိတ်တစ်ခုထဲမှာသာတက်ရောက်မှုရှိတာပါ။ငွေကြေးရဲ့တန်ဖိုးဟာကုတန်းရောင်းဝယ်မှုပြုလုပ်ချိန်မှာသာရှိတာဖြစ်ပြီးငွေကြေးရဲ့တန်ဖိုးမတက်ရောက်နိုင်တဲ့အချိန်တွေလည်းရှိပါတယ်။ဥပမာအဖြစ်အိမ်မှုကိစ္စတွေလုပ်ပေးရတဲ့အတွက်ဘယ်မိသားစုကမှကိုမိသားစုဝင်တွေပေါ်အခကြေးငွေမကောက်ကြသလိုမိသားစုတွင်းမှာကိုစားဖို့ထမင်းဟင်းကိုဝယ်စားနေစရာလည်းမလိုပါဘူးဒီလိုနေရာတွေမှာငွေကြေးဟာတန်ဖိုးကိုတိုးလောင်ထားတဲ့အရာတန်ဖိုးချင်းအလဲလှယ်လုပ်တဲ့နည်းလမ်းတစ်ခုဆိုတဲ့အမြင်မျိုးမလိုအပ်တော့တာကိုတွေ့ရပါလိမ့်မယ်ဒီသဘောတရားကိုသဘောပေါက်လာပြီဆိုရင်တော့မိုးမျှော်တိုက်ရဲ့ခေါင်မိုးပေါ်ကနေတစ်မျိုးလုံးကိုမြင်နိုင်လာပြီလို့ပြောရမှာပါပဲနောက်ဆုံးနဲ့အမြင့်ဆုံးသဒ္ဓရှုထောင့်ကတော့ financial freedom လို့ခေါ်တဲ့ငွေကြေးလွတ်မြောက်မှုစီကူးပြောင်းပေးမယ် The Helicopter Perspective of Money ဖြစ်ပါတယ်
ဒီအစ်စ်မှာတော့မိုးမျှော်တိုက်ထိတ်ကနေရဟတ်ရင်ဟယ်လီကော်ပတာပေါ်တက်ပြီးဝေဟင်ကနေကမ္ဘာလောကကြီးကိုရှုမြင်နိုင်တဲ့အဆင့်ရောက်သွားပါပြီ။ဟိုတုန်းကမြို့တစ်မြို့စာလောက်ကိုပဲမြင်နိုင်ခဲ့ပေမဲ့ဒီအစ်စ်မှာတော့မြို့ရဲ့အပြင်ဘက်ကကမ္ဘာကြီးကိုသာမကကိုဟာဒီမြို့ရဲ့အကျဉ်းသားမဟုတ်ကြောင်းတွေကိုပါနားလည်နိုင်လာမှာပါ။ဒီအစ်စ်မှာအဓိကနားလည်လာမှာကတော့ငွေကြေးဟာလူသားတွေရဲ့ဘဝစွမ်းအင် life energy နဲ့အလဲအလှယ်လုပ်ဖို့အသုံးပြုရတဲ့အရာတစ်ခုဖြစ်တယ်ဆိုတာကိုပါပဲ။ဒီနေရာမှာပြောတဲ့ life energy ဆိုတာကလူတဦးချင်းစီမှာရရှိပိုင်ဆိုင်ထားတဲ့အချိန်နာရီပမာဏကိုဆိုလိုတာပါ။ဥပမာအဖြစ်ကိုဟာငွေကြေးရဖို့အလုပ်သွားလုပ်ရတယ်ဆိုရင်အဲ့ဒါဟာကိုယ့်ဘဝရဲ့စွမ်းအင်ကိုငွေကြေးနဲ့အလဲအလှယ်လုပ်လိုက်တဲ့သဘောပါပဲ။ဒါကြောင့်ငွေရှာဖို့အတွက်ကိုယ့်ဘဝစွမ်းအင်ကိုဘယ်လောက်ထိအသုံးပြုနေရသလဲ။ရလာတဲ့ငွေကြေးကိုရောဘယ်လိုသုံးစွဲပစ်တယ်လဲစတာတွေကိုတေချာမေးခွန်းထုတ်ဖို့လိုပါတယ်။အကြောင်းကတော့ငွေဟာကိုယ့်ဘဝအတွက်ကောင်းတဲ့အရာတွေကိုဖန်တီးပေးနိုင်ပေမဲ့ပြန်ဖြည့်တင်းလို့မရတဲ့ကိုယ့်ဘဝရဲ့အခြေအနေကိုလည်းပြန်လည်ရယူသွားမှာဖြစ်လို့ပါ။ဒီသဘောတရားကိုမြင်လာပြီဆိုရင်တော့ကောင်းကင်ဘော်ကနေတစ်မျိုးလုံးကိုအပေါ်စီးကကြည့်နိုင်တဲ့အဆင့်ထိရောက်သွားပြီလို့ပြောရမှာဖြစ်ပါတယ်။ဒီစာအုပ်ရဲ့အဓိကရည်ရွယ်ချက်ကလည်းဟယ်လီကော်ပတာဘော်ကနေမြင်တဲ့အဆင့်ဖြစ်တဲ့ငွေကြေးလွတ်မြောက်မှု financial independence ရဖို့ပါပဲ။တကယ်တော့ငွေကြေးလွတ်မြောက်မှုဆိုတာကလည်းစိတ်ပိုင်းဆိုင်ရာအရာလွတ်မြောက်သွားမှုတစ်ခုပါပဲ။ငွေကြေးလွတ်မြောက်မှုရလာတဲ့အခါကိုဟာငွေကြေးရဲ့သားကောင်မဟုတ်တော့သလိုငွေကြေးပြဿနာတွေကြောင့်ဖြစ်ရတဲ့နောင်တတွေမနာလိုဝန်တိုမှုတွေစိတ်ရှုပ်ထွေးမှုတွေလည်းမရှိတော့ပါဘူး။အထက်မှာပြောခဲ့တဲ့ငွေကြေးရဲ့ရှုထောင့်၄ခုကိုသာသိနာလည်ပြီဆိုရင်ငွေကြေးနဲ့ပတ်သက်တဲ့ရိုးသားဖြောင့်မတ်မှုနဲ့အသိဉာဏ်တွေကိုရရှိလာမှာဖြစ်လို့နောက်ဆုံးမှာငွေကြေးလွတ်မြောက်မှုစီကိုဆိုက်ရမြရောက်ရှိသွားမှာပါ။တချို့ကတော့ထီစုကြီးပေါင်းမှတန်းကြွယ်တထေးဖြစ်မှငွေကြေးလွတ်မြောက်မှုရနိုင်လိမ့်မယ်လို့ထင်တတ်ကြပါတယ်။ဒါပေမဲ့အဲ့ဒီလိုအမြင်မျိုးကမိုးမျှော်တိုက်ရဲ့မြေညီတက်ကကြည့်တဲ့ street level အမြင်မျိုးလောက်ပဲရှိပါသေးတယ်။တကယ်တော့ငွေကြေးလွတ်မြောက်မှုဆိုတာဟာချမ်းသာကြွယ်ဝမှုနဲ့မပတ်သက်ပဲမိမိရဲ့အတွက်လုံလုံလောက်လောက်ရှိမှု enough ဖြစ်မှုကိုသာဆိုလိုတာပါ။ဒါဟာ fulfillment curve ရဲ့အမြင့်ဆုံးအဆင့်ပျော်ရွှင်မှုလည်းဖြစ်ပါတယ်။ဒီအချက်ကိုနားလည်မှသာအတော်မသက်ငွေရှာခြင်းတဲ့ဆန္ဒကိုထိန်းချုပ်နိုင်မှာဖြစ်ပြီးစိတ်ပိုင်းဆိုင်ရာအရာပါလွတ်မြောက်သွားမှာပါ။အခုလောက်ဆိုရင်တော့လူအများစုဟာငွေကြေးထောင်ချောက်ထဲမှာပိတ်မိနေကြကြောင်းငွေကြေးဆိုတာအချိန်လို့ခေါ်တဲ့ဘဝစွမ်းရည်နဲ့လဲလှယ်ယူရတဲ့အရာဖြစ်ကြောင်းတွေကိုနားလည်သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်။ကိုယ့်ရဲ့ဘဝစွမ်းရည်တွေကိုထိထိရောက်အသုံးပြုပြီးငွေကြေးလွတ်မြောက်မှုပန်းနိုင်ကိုဘယ်လိုရယူနိုင်မလဲဆိုတာကိုတော့နောက်တစ်ခါမှဆက်လက်ဖော်ပြသွားမှာဖြစ်ပါတယ်။အခန်း2ငွေကြေးလမ်းပြမြေပုံသစ် New Financial Roadmap Okay အဲ့တော့ဒီလက်ရှိဖတ်တဲ့အထိစာအုပ်နဲ့ပတ်သက်ပြီးတော့မှဘာတွေသဘောကျလဲဘာတွေကိုပြန်တွေးနေလဲတစ်ချိန်တည်းမှာပဲဒီစာအုပ်ကရွှေနှုတ် application ရဲ့စာအုပ်ဖြစ်တဲ့အတွက်ဒီ application ကို download ချပြီးတော့မှ subscription ဝယ်ပြီးစာအုပ်တွေကိုဖတ်ပါအခုပြောတဲ့စာအုပ်လိုမျိုးပေါ့နော်တခြားစာအုပ်ပေါင်း600ကကိုယ့်ရဲ့အသိပညာဘူဒုတကိုလုံးဝနော်ငွေချင်းနဲ့ပတ်သက်လာရင်လည်းအလင်းပွင့်သွားမယ်ပြီးရင် relationship ပြဿနာလားကိုယ့်ရဲ့အလုပ်ငန်းထဲမှာဖြစ်တဲ့ပြဿနာလားကိုယ့်ရဲ့ career မှာဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးကိုစာအုပ်တအုပ်ချင်းစီကအဖြေတွေကိုပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ရွှေနှုတ် application ကို subscription ဝယ်ပြီးတော့မှစာအုပ်တွေဆက်ဖတ်ဖို့ရှာဒီကနေပြီးတော့မှဖြိုးကတိုက်တွန်းကြပါတယ်အဲ့တော့ခုလက်ရှိစာအုပ်လေးကိုလည်းဆက်ဖတ်ရအောင်ပါရှင်အခန်း2ငွေကြေးလမ်းပြမြေပုံသစ် New Financial Roadmap ဒီစာအုပ်မှာစာရေးသူတွေကငွေကြေးထောင်ချောက်ထဲကရုံထွက်ပြီးငွေကြေးလွတ်မြောက်မှုကိုရယူနိုင်ဖို့အတွက်အဆင့်6ဆင့်ပါတဲ့လမ်းပြမြေပုံ Roadmap အသစ်တစ်ခုကိုတင်ပြထားပါတယ်။ Step 1 New Financial Roadmap ရဲ့ပထမဆုံးအဆင့်ကတော့ကိုယ့်ဘဝတစ်လျှောက်လုံးမှာရှိတဲ့ငွေကြေးသမိုင်းကြောင်းကိုလေ့လာဆန်းစစ်ပြီးအရှိအတိုင်းနားလည်လက်ခံပေးဖို့ဖြစ်ပါတယ်။ဒီအဆင့်မှာကိုယ့်ဘဝတစ်လျှောက်ပတ်စံဘယ်လောက်ရှာနိုင်ခဲ့တယ်လဲကိုယ်မှာပိုင်ဆိုင်မှု assets ဘယ်လောက်ရှိတယ်လဲပေးစရာရှိတဲ့ liabilities ဘယ်လောက်ရှိတယ်လဲဒီနှစ်ခုရဲ့ခြားနားမှုဖြစ်တဲ့ကိုယ့်ရဲ့အသက်တင်ပိုင်ဆိုင်မှု net worth ဘယ်လောက်ရှိတယ်လဲဆိုတာတွေကိုဖော်ထုတ်ရမှာဖြစ်ပါတယ်ဒီလိုဖော်ထုတ်နိုင်ဖို့အတွက်ကိုယ့်ရဲ့ပထမဆုံးဝင်ငွေကနေစပြီးနောက်ဆုံးရှာဖွေရရှိထားတဲ့ဝင်ငွေအထိနောက်ကျောင်းပြန်ချေရခံရမှာပါကိုရှာထားတဲ့စုစုပေါင်းဝင်ငွေနဲ့ကိုပေးရမယ့်အကျွေးနှစ်ခုကြားကခြားနာခြင်းဟာကိုယ့်ရဲ့အသက်တင်ပိုင်ဆိုင်မှုပါပဲဒီလိုလှုပ်ခြင်းအပြင်ငွေကြေးနဲ့ကိုယ်နဲ့ကြားမှာရှိတဲ့အတိတ်ကဆက်ဆံရေးကိုရှင်းရှင်းလင်းလင်းမြင်နိုင်လာပြီးငါပတ်စံသိမ့်မရှာနိုင်ဘူးငါအမြဲတမ်းပတ်စံတွေအများကြီးရနေတာအစရှိတဲ့မှားယွင်းယုံကြည်မှုတွေကိုတိုက်ဖြတ်နိုင်စေပါလိမ့်မယ်ဒီအစ်မှာငွေကြေးနဲ့ပတ်သက်ပြီးကိုပြန်ဝေဖန်တယ်လို့ဖြစ်နေပေမဲ့ရှက်စရာအပြစ်တင်စရာမလိုပါဘူးအချင်းတွေကိုအမှန်တိုင်းပြန်ဆန်းစစ်ကြည့်လိုက်တဲ့အခါမှာကိုအကျွေးနုံနစ်နေတာကိုလည်းတွေ့ကျင်တွေ့နိုင်တယ်လို့ငွေကြေးရေးရအမိခိုကင်းတဲ့အနေအထားကိုရောက်နေတာကိုလည်းနှစ်ထောင်အားရဝယ်တွေ့ကျင်တွေ့နိုင်ပါတယ်။ဘ
လိုပဲဖြစ်ဖြစ်အမှန်တရားကိုရင်ဆိုင်ဖို့စိတ်ကိုကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ Step 2 Financial Roadmap ရဲ့ဒုတိယအဆင့်ကတော့ကိုယ့်ဘဝမှာငွေရဖို့အတွက် life energy တွေအချိန်တွေဘယ်လောက်သုံးလိုက်ရသလဲဒီငွေတွေကိုဘယ်လိုပြန်သုံးသလဲဆိုတာတွေကိုတပြားမကျန်မှတ်တမ်းပြုစုတဲ့အဆင့်ဖြစ်ပါတယ်။ဒါတွေကိုဖြေရှာဖို့အတွက်ပုံမှန်အသုံးစရိတ်တွေကိုသာမကအလုပ်သွားအလုပ်ပြန်အသုံးပြုရတဲ့အချိန်နဲ့ကုန်ကျစရိတ်အလုပ်သွားဖို့အတွက်ဝတ်ဆင်ရတဲ့အဝတ်စားစရိတ်အလုပ်မသွားခင်မနက်စာစားဖို့နဲ့ညစာမချက်နိုင်တော့လို့ပြင်ကဝယ်စားရတဲ့ကုန်ကျစရိတ်အလောက်ကဖိအားတွေအတွက်စိတ်ထွက်ပေါက်ရှာဖို့တောက်စားပျော်ပါရတဲ့အချိန်နဲ့ကုန်ကျစရိတ်အားလက်ရခီးထွက်အနားယူရတဲ့အချိန်နဲ့ကုန်ကျစရိတ်အလုပ်ရဖိအားလုပ်ငန်းခွင်ပင်ပန်းမှုတွေကြောင့်ရရှိလာတဲ့ကျန်းမာရေးချွတ်ယွင်းမှုကုန်ကျစရိတ်တွေပါမကျန်ထည့်သွင်းတွက်ချက်ရမှာပါ။ဒါတွေမကနေ့စဉ်ရလာတဲ့ပတ်စံနဲ့ငွေကြေးသုံးစွဲမှုတွေကိုလည်းတပြားမကျန်မှတ်တမ်းပြုစုပြီး daily money log လုပ်ဖို့လဲစာရေးသူတွေကတိုက်တွန်းထားပါတယ်။ daily money log လုပ်ဖို့အတွက်အင်ဂျီအိတ်ကတ်ထဲထည့်လို့ရမယ့်မှတ်စုစာအုပ်လေးဆောင်ထားပြီးဖြစ်စေကိုယ့်ရဲ့ဖုန်းနဲ့ tablet ထဲမှာဖြစ်စေဝင်ငွေထွက်ငွေမှန်သမျှကိုစာရင်းပြုစုထားရမှာပါ။ကိုကဘဏ်ကအသုံးပြုပြီးဈေးဝယ်တယ်ဆိုရင်လေကိုသုံးစွဲသမျှကိုကိုယ့်ရဲ့ဘဏ်စာရင်းမှတ်တမ်းမှာပြန်ကြည့်ပြီးစာရင်းမှတ်ပါဒီလိုစာရင်းမှတ်ရမှာကောက်ရတဲ့ငွေအပိုဝင်ငွေဘောနပ်ရတဲ့ငွေတွေအပါအဝင်ကိုရှာဖွေရရှိသမျှနဲ့သုံးစွဲသမျှကိုတပြားမကျန်မှတ်ရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်ငွေရဖို့အတွက်ကိုယ့်ဘဝရဲ့စွမ်းရည်တွေကိုဘယ်လောက်ထိလဲလှယ်လုပ်နေရသလဲရလာတဲ့ငွေကိုဘယ်လောက်ထိပြန်သုံးနေရလဲကိုတကယ်ရှာနိုင်တဲ့ငွေပမာဏကဘယ်လောက်လဲဆိုတာတွေကိုအမှန်အတိုင်းသိမြင်လာမှာဖြစ်ပြီးလက်ရှိအလုပ်ကကိုယ့်အတွက်တင့်တော်မှုရှိရလားတနာရီကိုလိုအားကဘယ်လောက်ရတဲ့လဲအနာဂတ်မှာရောဘယ်လိုအလုပ်မျိုးကိုရှာဖွေသင့်တယ်လဲဆိုတာတွေကိုပါနားလည်သဘောပေါက်လာမှာပါ Step 3ကိုယ့်သုံးစရိတ်အသေးစိတ်ကိုတစ်လလောက်ခြေရာခံပြီးပြီဆိုရင်တော့ Financial Roadmap ရဲ့တတိယအဆင့်ဖြစ်တဲ့လစဉ်ဝင်ငွေနဲ့ကုန်ကျစရိတ်စီဟာ Monthly Tabulation ကိုပြုလုပ်နိုင်ပါပြီဒီအဆင့်မှာတော့အစားအသောက်အဝတ်အထည်သွားရေးလာရေးကျန်းမာရေးအာမခံပရီမီယံကြေးအခွန်အိမ်ချေးငွေကားချေးငွေတန်ဖိုးကြီးပစ္စည်းဝယ်ယူမှုအတွက်ငွေလုံးငွေရင်းကုန်ကျစရိတ် Capital Expenses စသဖြင့်ကဏ္ဍအသီးသီးခွဲခြားပြီးအသုံးစရိတ်တွေကိုစာရင်းပြုစုရမှာပါဝင်ငွေစာရင်းမှာလည်း Daily Money Log မှာမှတ်သားထားတဲ့တစ်လဝင်ငွေလက်ထဲမှာရှိတဲ့ပတ်စံနဲ့ဘဏ်အကောင့်ထဲမှာရှိတဲ့ပတ်စံတွေအကုန်ပါဝင်ရပါမယ်ဒါဆိုရင်ဝင်ငွေထွက်ငွေကိုစနစ်တကျသတ်မှတ်နိုင်လာမှာဖြစ်ပြီးဘယ်ကဏ္ဍအတွက် life energy ဘယ်လောက်သုံးနေရသလဲဆိုတာကိုလည်းအတိအကျသိလာမှာပါဥပမာအဖြစ်ကိုယ့်ရဲ့တနင်္လာလောက်အားက$6ဖြစ်ပြီးအိမ်ငှားစရိတ်ကတစ်လ$1500ဆိုရင်နေရေးထိုင်ရေးအတွက်တစ်လကို life energy နိုင်ပေါင်း250လောက်သုံးစွဲနေရတယ်လို့ပြောရမှာဖြစ်ပါတယ်။ Step 4 Financial Roadmap ရဲ့အဆင့်၄ကတော့ငွေဘယ်လောက်ရှာနိုင်ရင်ကိုယ့်အတွက်ဖူလုံမလဲ enough ဖြစ်မလဲဆိုတာကိုစဉ်းစားတဲ့အဆင့်မှာဒီပမာဏကိုသတ်မှတ်ဖို့အတွက်နံပါတ်1ကိုသုံးလိုက်ရတဲ့ဘဝစွမ်းရည်တွေအချိန်တွေအတွက်စိတ်ချမ်းသာမှုနှစ်သိမ့်ကျဉ်နှံ့မှုနဲ့ထိုက်တန်မှုတွေကိုခံစားရရဲ့လားနံပါတ်2အဲ့လိုသုံးစွဲလိုက်ရတဲ့ဘဝစွမ်းရည်တွေဟာကိုယ့်ရဲ့စံတန်ဖိုးတွေဘဝရည်ရွယ်ချက်တွေနဲ့ကိုက်ညီရဲ့လားနံပါတ်3တကယ်လို့သာဝင်ငွေရဖို့အတွက်လက်ရှိအလုပ်ကိုမလုပ်တော့ဘူးဆိုရင်ဒီဘဝစွမ်းရည်အသုံးပြုမှုတွေဘယ်လိုပြောင်းလဲသွားမလဲဆိုတဲ့မေးခွန်းတွေပဲဖြစ်ပါတယ်ဒီမေးခွန်းတွေကိုအဆင့်3မှာတော့ကရေးဆွဲခဲ့တဲ့ tabulation sheet ဇယားတွေကကုန်ကျစရိတ်တိုင်းအတွက်မေးခွန်းထုတ်ရမှာပါပြီးရင်တော့တကယ်သုံးသင့်တယ်လို့ထင်တဲ့ကဏ္ဍတွေအတွက်ငွေပိုသုံးဖို့အပေါင်းလက္ခဏာလေးတွေပြပြီးမသုံးသင့်ဘူးလို့ထင်တဲ့ကဏ္ဍတွေအတွက်တော့ငွေလျှော့သုံးဖို့အနှုတ်လက္ခဏာလေးတွေပြပေးပါလက်ရှိအသုံးစရိတ်တိုင်းသုံးသင့်တယ်လို့ထင်ရင်တော့သုံးညလို့ပြလိုက်ပါနောက်ပြီးလက်ရှိအလုပ်ကိုရက်လိုက်မယ်ဆိုရင်ဘယ်နေရာတွေမှာကုန်ကျစရိတ်နည်းသွားပြီးဘယ်နေရာတွေမှာကုန်ကျစရိတ်တိုးလာမလဲဆိုတာကိုလည်းကဏ္ဍတစ်ခုချင်းစီအတွက်အပေါင်းအနှုတ်သုံးညတွေနဲ့ပြရပါမယ်ဥပမာအဖြစ်အလုံးမရှိတော့ရင်ဘလို့အသုံးစရိတ်တွေလျော့သွားမလဲအင်ကြီးလျှော့ဝယ်မလားစီဘိုးတတာသွားမလားကားကိုရောင်းလိုက်မလားဈေးတတာတဲ့အိမ်ကိုပြောင်းလို့ရမလားစသဖြင့်ပါဒီမေးခွန်း၃ခုကိုလစဉ်လတိုင်းစမ်းစစ်အဖြေရှာကြည့်မယ်ဆိုရင်ကိုယ့်အတွက်တကယ်တင့်တော်ဖူလုံမဲ့ငွေပမာဏတစ်ခုကိုမှန်းဆတက်လာပါလိမ့်မယ်ဒီပမာဏဟာကိုယ့်ပေတံနဲ့ကိုတိုက်ရမှာဖြစ်တဲ့အတွက်လူတစ်ယောက်နဲ့တစ်ယောက်တော့တူညီမှာမဟုတ်ပါဘူးအရေးကြီးတာက fulfillment curve ကိုမမေ့ဖို့ဖြစ်ပြီးအသုံးစရိတ်တွေဟာ enough အဆင့်ကိုကျော်သွားရင်ပျော်ရွှင်မှုတွေပျောက်ဆုံးသွားနိုင်တယ်ဆိုတာသတိပြုဖို့ပါပဲ Step 5 Financial Roadmap အသစ်ရဲ့နံပါတ်5အဆင့်ကတော့ကိုယ့်ရဲ့လစဉ်ဝင်ငွေနဲ့အသုံးစရိတ်ကို graph ဆွဲပြီးထင်သာမြင်သာအောင်လုပ်တဲ့အဆင့်ဖြစ်ပါတယ်ဒါကိုလုပ်ဖို့အတွက်အရှည်3ပေအကျယ်2ပေလောက်ရှိတဲ့ကြီးမားတဲ့ graph စာရွက်တစ်ခုကိုအသုံးပြုရပါမယ်တကယ်လို့အဲ့ဒီလို graph စာရွက်မျိုးစိုက်မှာဝယ်မရဘူးဆိုရင်လည်းစာရွက်ကြီးကြီးပေါ်မှာကိုယ့်ဟာကိုယ်ဇယားကွက်လေးတွေလုပ်ပြီး graph မြင်းဆွဲလို့ရပါတယ်
ဒီစာရွက်ပေါ်မှာလစဉ်လာတိုင်းအတွက်ကိုယ့်ရဲ့ဝင်ငွေနဲ့အသုံးစရိတ်တွေကိုမတူညီတဲ့အရာနှစ်ခုနဲ့ graph မြင်းရေးဆွဲရမှာပါဒီလိုလုပ်ခြင်းအပြင်ကိုယ့်ရဲ့တိုးတက်မှုတွေဆုတ်ယုတ်မှုတွေကိုထင်ထင်ရှားတွေ့မြင်နိုင်မှာဖြစ်ပြီးအကျွေးကင်းအောင်နေတတ်လာတာလောဘကိုထိန်းချုပ်နိုင်လာတာငွေစုဆောင်းနိုင်လာတာတို့လိုတိုးတက်မှုတွေလည်းရှိလာစေနိုင်ပါတယ် Step 6 Financial Roadmap အသစ်ရဲ့နံပါတ်6အဆင့်ကတော့အသုံးအဆွဲလျှော့ချခြင်းပါပဲအသုံးအဆွဲလျှော့ချဖို့အတွက် frugality လို့ခေါ်တဲ့ချိုးချံချွေတာမှုရှိဖို့လိုပါတယ်ဒီနေရာမှာပြောတဲ့ချိုးချံချွေတာမှုဆိုတာကကတ်စင်းနေတာနဲ့မတူပဲကိုယ်မှရှိတဲ့အရာနဲ့နှစ်သက်ပျော်ရွှင်တာမျိုးတာယာမှုနောက်ကိုအလွန်ကြုံမလိုက်တာမျိုးကိုသာဆိုလိုတာပါဥပမာအဖြစ်တာယာမှုနောက်လိုက်တဲ့လူကလိမ်မော်သီးငါးလုံးစားလို့မတင်းတိမ်ပေမဲ့ချိုးချံတတ်တဲ့သူကတော့လိမ်မော်သီးတစ်လုံးထဲကိုပဲအပြည့်အဝအရသာခံပြီးစိတ်ကျေနပ်မှုရယူနိုင်စွမ်းရှိတာမျိုးပါဒါကြောင့်အသုံးအဆွဲလျှော့ဖို့အတွက်မလိုအပ်ဘဲအပျော်ဈေးဝယ်ထတာမျိုးကိုရှောင်ပါဝင်ငွေနဲ့ထွက်ငွေကိုက်ညီအောင်နေထိုင်ပါကိုတက်နိုင်တဲ့အရာကိုသာဝယ်ယူပါမြန်မြန်ပြန်ဆက်နိုင်မယ်ဆိုတာမသေးကြရင်အကျွေးယူပြီးဝယ်တာမျိုးကိုရှောင်ပါကို့မှာရှိတဲ့အရာတွေကိုလည်းမပြတ်သင့်တာမပြတ်ရအောင်ဂရုစိုက်ထိန်းသိမ်းပါဥပမာအဖြစ်ကိုယ့်ရဲ့သွားကျန်းမာရေးကိုပုံမှန်ဂရုစိုက်ပေးရင်သွားစေးကန်းသွားရတဲ့ကုန်ကျစရိတ်သက်သာမယ်ကားအင်ဂျင်ဝိုင်ပုံမှန်လဲပေးမယ်ဆိုရင်ကားရဲ့တက်တန်းကိုကြာရှည်ခံစေမယ်စသဖြင့်ပေါ့နောက်ပြီးပစ္စည်းတစ်ခုကိုလည်းသူ့ရဲ့တက်တန်းကုန်ဆုံးတဲ့အထိအသုံးပြုတဲ့အကျင့်ကိုလုပ်ပါဖက်ရှင်ကိုသာခေါင်းထဲမထည့်ဘူးဆိုရင်ကို့မှာရှိတဲ့အဝတ်အစားတွေကိုနှစ်ပေါင်းများစွာကြာအောင်ဝတ်ဆင်လို့ရပါတယ်။ electronic ပစ္စည်းတွေပရိဘောဂတွေကိုလည်းတက်တန်းကုန်အောင်မသုံးပဲအစင်မြင့်ဖို့အသစ်ဝယ်ဖို့မလိုအပ်ပါဘူး။ပစ္စည်းတွေကိုတက်တန်းနည်းနည်းပိုကြာအောင်သုံးလိုက်တာဟာပတ်စံကိုပိုစုမိစေပါတယ်။ကိုက3နှစ်တစ်ခါလောက်ကားအသစ်လဲတယ်ဆိုရင်4နှစ်တစ်ခါမှကားအသစ်လဲတာမျိုး။စောင်းတွင်းရောက်လို့2နှစ်တစ်ခါလောက်အနွေးတဲ့အသစ်ဝယ်တယ်ဆိုရင်3နှစ်တစ်ခါမှအသစ်ဝယ်တာမျိုးတွေဟာချိုးချံချွေတာရာရောက်တဲ့အလေးကျင့်ကောင်းတွေပါ။ဒါပေမဲ့ပစ္စည်းအဟောင်းတစ်ခုခုဟာကိုယ့်ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုကုံဆုံးစေလောက်အောင်ပြဿနာပေးလာမယ်ဆိုရင်တော့အသစ်ဝယ်လိုက်တာကပိုကောင်းပါတယ်။အသုံးစရိတ်လျှော့ချဖို့အတွက်တချို့ကိစ္စတွေကိုကိုယ်တိုင်သင်ယူလေ့လာပြီးကိုယ်တိုင်လုပ်လို့ရပါတယ်။ဥပမာအဖြစ်ကိုယ့်ကားကိုအင်ဂျင်ဝိုင်ကိုယ်တိုင်လဲတာရေပိုက်ပေါက်တာကိုကိုယ်တိုင်ပြင်တာစပိန်တာယာကိုကိုယ်တိုင်လဲတာတို့ဟာဘဝအတွက်အသုံးဝင်တဲ့ကျွမ်းကျင်မှုတွေကိုရရှိစေသလိုငွေလဲစုမိစေပါတယ်။ကုန်ပစ္စည်းတွေဝယ်ယူတဲ့အခါမှာလည်းကုန်သွားမှဝယ်တာထက်လိုမဲ့အရာကိုကြိုတွေးပြီးဝယ်တာကငွေကိုမများစုဆောင်းနိုင်စေပါတယ်။ဥပမာဖြင့်နောက်တစ်ချိန်မှာကိုလိုအပ်လာနိုင်တဲ့အရာကိုပုံမှန်ဈေးထက်20%ကနေ50%လျှော့ဈေးပေးနေချိန်မှာဝယ်ယူထားလိုက်တာမျိုးပါ။ပစ္စည်းတစ်ခုကိုမဝယ်ယူခင်မှာလည်းကုန်ပစ္စည်းရဲ့တန်ဖိုးအရေးအသွေးကြာရှည်ခံမှုအကြိမ်များစွာသုံးစွဲနိုင်မှုနဲ့ဈေးနှုန်းတွေကိုသူတေသနလုပ်ပါ။ဈေးသက်သာဖို့အတွက်ဆိုင်တွေကိုဖုန်းဆက်ပြီးဈေးချင်းနှိုင်းယှဉ်တာဈေးစစ်တာလျှော့ဈေးတောင်းခံတာဒါမှမဟုတ်အသုံးပြုပြီးသားတပတ်ရစ်ပစ္စည်းဝယ်ယူတာမျိုးတွေကိုလည်းပြုလုပ်နိုင်ပါတယ်။နောက်ပြီးကိုယ့်ရဲ့လိုအင်ဆန္ဒတွေကိုဓာတ်ရိုက်မဟုတ်ဘဲတွယ်ဝိုက်တဲ့နည်းလမ်းတွေနဲ့ဖြည့်ဆည်းတတ်အောင်ကြိုးစားကြည့်ပါ။ဥပမာအဖြစ်လူအများစုဟာနေ့စဉ်ဘဝရဲ့ညီးငွေဝယ်ရာတွေကနေလွတ်မြောက်ချင်ကြတဲ့အတွက်ငွေကုန်ကြေးကျအများကြီးခံပြီးခရီးထွက်လိုက်တာမျိုးလုပ်လို့ရှိပါတယ်။အဓိကရည်ရွယ်ချက်ကတော့ခရီးထွက်တဲ့အခါလူသစ်တွေနဲ့တွေ့မယ်၊ယဉ်ကျေးမှုအသစ်တွေကြုံတွေ့မယ်၊အစားအသောက်သစ်တွေအရသာခံကြည့်မယ်ဆိုတဲ့အခွင့်အလမ်းတွေရရှိဖို့ဖြစ်ပါတယ်။ဒါပေမဲ့အဲ့လိုခရီးဝေးထွက်မဲ့အစားစိတ်ညစ်စရာအိမ်လုပ်တွေကိုခဏပစ်ထားလိုက်တာကိုယ့်ဘော်ဝင်ပြီးစေမဲ့တောင်းဆိုမှုတွေကိုအာမနာတမ်းညှင်းလိုက်တာစီဘိုးအကုန်ကြနဲတဲ့အနီးနားကနေရာတွေမတွေ့ဘူးတဲ့လူတွေစီနေချင်းပြန်ခီးလောက်ပဲသွားလိုက်တာမျိုးတွေဟာလည်းလွတ်မြောက်မှုကိုရရှိစေနိုင်တဲ့နည်းလမ်းတွေဖြစ်ပါတယ်။ဒါဟာကိုယ်စိတ်ဆန္ဒကိုကုန်ကြစည်သက်သာတဲ့တခြားနည်းနဲ့အစားထိုးလိုက်တာဖြစ်ပြီးဒီလိုလုပ်လိုက်လို့လည်းကိုယ်ပျော်ရွှင်မှုကိုလျော့ကျမသွားစေပါဘူး။ Step 7 Financial Roadmap အသစ်ရဲ့နံပါတ်9အဆင့်ကတော့ကိုယ့်ရဲ့ဝင်ငွေ income ကိုတိုးပွားအောင်လုပ်တဲ့အဆင့်ဖြစ်ပါတယ်။လူအများစုဟာအလုပ်ရှင်ကမကြိုက်မှာအလုပ်သမားဈေးကွက်ပျက်စီးနေတာအလုပ်လက်မဲ့များနေတာတိုင်းပြည်စီးပွားရေးကျဆင်းနေတာဒီအလုပ်ကထွက်ရင်တခြားအလုပ်ရှာမရမှာကိုယ့်နေရာမှာလစာနည်းနည်းနဲ့ဝင်လုပ်ချင်တဲ့သူတွေရှိနေတာအစားရှိတဲ့ပြင်ပအကြောင်းရင်းတွေကိုအရန်ဂရုစိုက်တတ်ကြပါတယ်။ဒီချက်ကြောင့်ပဲငါအလုပ်ကောင်းကောင်းမရနိုင်ဘူးသူတို့ကြောင့်ငါအလုပ်ကောင်းကောင်းမရတာစတဲ့အကြွေးတွေဝင်လာလေ့ရှိပါတယ်။ဒါပေမဲ့အလုပ်တွေလုပ်ဖို့အတွက်အချိန်ဆိုတဲ့ဘဝရဲ့ life energy ကိုသုံးနေရတာကိုလည်းမမေ့ထားသင့်ပါဘူး။တကယ်တော့ဝင်ငွေမတိုးရခြင်းရဲ့အဓိကအကြောင်းရင်းကငါအဲ့လောက်မတော်ဘူးအပြင်မှာအလုပ်တွေရှားတယ်စသဖြင့်ကိုယ့်ရဲ့အလားအလာကိုကိုယ်စိတ်ထဲကနေကန့်သက်ထားလို့သာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီလိုအကြွေးတွေကိုဖျောက်ပြီးမိမိကိုယ်ကိုလေးစားပါကိုယ့်ရဲ့လုံနိုင်စွမ်းကိုတိုးတက်လာအောင်လုပ်ပါအလုပ်ရှင်တွေလုပ်ဖို့ကိုင်ဘက်တွေနဲ့ပူးပေါင်းဆောင်ရွက်ပါရိုးသားတည်ကြည်မှုတာဝန်ယူမှုတာဝန်ခံမှုတို့လို
အပြုသဘောဆောင်တဲ့စိတ်နေသဘောထားတွေကိုပြုစုပြောထောင်ပါဒီအရေးအသွေးတွေသာမြင့်တက်လာမယ်ဆိုရင်လစာတိုးပေးဖို့အတွက်ကိုယ့်ဘက်ကတောင်းဆိုနေကြအောင်လိုမှာမဟုတ်ပါဘူး Step 8 Financial Roadmap အသစ်ရဲ့နံပါတ်8အဆင့်ကတော့ကိုယ်မှာရှိတဲ့ငွေတွေတိုးပွားအောင်ရင်းနှီးမြှုပ်နှံတဲ့အဆင့်ပါပဲစာဖတ်သူအနေနဲ့ Financial Roadmap ရဲ့ရှေ့9ဆင့်ကိုလုပ်ခဲ့ပြီးပြီဆိုရင်ငွေကြေးအခြေအနေကိုတော်တော်လေးနားလည်လာပြီဖြစ်တယ်လို့ငွေကိုလည်းတော်တော်လေးထိန်းသိမ်းတက်လာပြီလို့ပြောနိုင်ပါတယ်။ဒါကြောင့်ဒီအဆင့်ကစပြီးခိုင်မာမှုရှိတဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုစလုပ်ရပါမယ်။တခြားလူတွေကိုကြွေးမြီချပေးပြီးအတိုးယူတာအိမ်ချမ်းမြေ real estate တွေဝယ်တာ stock share stock နဲ့ငွေတိုက်စာချုပ်ဘွန်းတွေဝယ်ယူတာစီးပွားရေးလုပ်ငန်းတွေမှာ share ဝင်တာတွေအားလုံးဟာရင်းနှီးမြှုပ်နှံမှုဝင်ငွေရရှိလာစေနိုင်တဲ့နည်းလမ်းတွေပါပဲ။အလုပ်လုပ်ပြီးရရှိလာတဲ့ဝင်ငွေနဲ့ခြားနာချက်ကတော့ရင်းနှီးမြှုပ်နှံမှုကနေရတဲ့ဝင်ငွေဟာအလုံးမသွားပဲရရှိနိုင်မှုပဲဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ဝင်ငွေထွက်ငွေ graph ထဲမှာရင်းနှီးမြှုပ်နှံမှုကရတဲ့ဝင်ငွေ investment income ဆိုတဲ့နောက်ထပ်မြင်းကြောင်းတစ်ခုကိုတိကျထပ်တိုးလို့ရပါတယ်။ဒီမြင်းလေးကအောက်ခြေကနေတဖြည်းဖြည်းတက်လာပြီးအသုံးစရိတ်မြင်းကိုထိတဲ့အထိမြင့်တက်လာပြီဆိုရင်တော့ financial independence လို့ခေါ်တဲ့ငွေကြေးလွတ်မြောက်မှုကိုရရှိသွားပြီပဲဖြစ်ပါတယ်။ဒီအဆင့်မှာတော့ငွေကြေးအတွက်အလုပ်လုပ်ရတာကိုရက်ချင်ရင်ရက်လို့ရပါပြီ။ဒီအချိန်မှာအလုပ်လုပ်မယ်ဆိုရင်လည်းကိုလှုပ်ချင်လို့လုပ်တာသာဖြစ်ပြီးငွေရဖို့အတွက်မလုပ်မဖြစ်လို့လုပ်ရတာမျိုးမဟုတ်တော့ပါဘူး။ Step 9 Financial Roadmap အသစ်ရဲ့နောက်ဆုံးနဲ့9ခုမြောက်အဆင့်ကတော့ကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုကိုယ်တိုင်စီမံခန့်ခွဲနိုင်အောင်ကြိုးစားတဲ့အဆင့်ပဲဖြစ်ပါတယ်။ဒီအဆင့်ရဲ့ရည်ရွယ်ချက်ကတော့လုံလောက်တဲ့ဝင်ငွေရေရှည်ရရှိဖို့ငွေကြေးတည်ငြိမ်မှုရှိဖို့နဲ့လုံခြုံစိတ်ချရမှုရှိတဲ့ရင်းနှီးမြှုပ်နှံမှုတွေပိုင်ဆိုင်ဖို့တို့ပါပဲ။ဒီအဆင့်မှာအရေးကြီးဆုံးအချက်ကတော့မတမာသူတွေရဲ့တားကောင်ဖြစ်စေဖို့အတွက်ကိုယ်ငွေကြေးကိုကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာစီမံခန့်ခွဲဖို့ဖြစ်ပါတယ်။ဘယ်သူမှကိုယ်ရင်းနှီးမြှုပ်နှံမှုကနေထွက်ပေါ်လာမဲ့ရလဒ်ကိုကိုယ်ထပ်ပိုပြီးဂရုစိုက်မှာမဟုတ်ပါဘူး။ဒါကြောင့်ငွေကြေးစီမံခန့်ခွဲမှုအားလုံးကိုရင်းနှီးမြှုပ်နှံမှုကျွမ်းကျင်သူတွေလက်ထဲမှာပဲလွှဲထားတာမျိုးမလုပ်သင့်ပါဘူး။ရင်းနှီးမြှုပ်နှံမှုတစ်ခုမလုပ်ခင်မှာဒီရင်းနှီးမြှုပ်နှံမှုအတွက်ပေးရမယ့်အခွန်နဲ့ကုန်ကျစရိတ်ငွေပြန်ဖော်ဖို့လွယ်မလွယ်ကိုယ်နဲ့ကိုက်ညီမှုရှိမရှိစတာတွေကိုကိုယ်တိုင်စဉ်းစားဆုံးဖြတ်ပါအိမ်ချမ်းမြေဈေးကွက်အကြောင်းကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ဒေတာရင်းရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေအကြောင်းလဲလေ့လာစူးစမ်းပါငွေဘလောက်ပဲဝင်နေမမျော်လင့်တဲ့အခြေအနေတစ်ခုခုဖြစ်လာခဲ့ရင်ဘဝပြတ်မသွားဖို့အတွက်အနည်းဆုံး6လစာအသုံးစရိတ်လောက်ကိုအမြဲဖယ်ထားပါတကယ်လို့ financial independence ရသွားပြီးတဲ့နောက်မှာအလုပ်ဆက်လုပ်နေလို့ဖြစ်စေမမျော်လင့်တဲ့အခြေအနေတစ်ခုခုကြောင့်ဖြစ်စေပတ်စံထက်ရလာမယ်ဆိုရင်လေဒီငွေတွေကိုသွားဆိုင်တာတို့အိုဟောင်းနေတဲ့မော်တော်ကားနဲ့စပိန်တွေကိုအသစ်လဲတာတို့လိုမျိုးဘဝနေထိုင်မှုအတွက်တကယ်အကျိုးရှိစေတဲ့ကိစ္စတွေအတွက်သာအသုံးပြုပါလို့စာရေးသူတွေကအကြံပြုတိုက်တွန်းထားတာတွေ့ရပါတယ်။အခုဆိုရင်တော့ Your Money Your Life စာအုပ်ရဲ့အနှစ်ချုပ်ကိုဖတ်ရှုလေ့လာခဲ့ကြပြီးပါပြီ။ဒီစာအုပ်တစ်ခုလုံးဟာတကိုယ်ရည်ငွေကြေးစီမံခန့်ခွဲမှု Personal Money Management ဘယ်လိုလုပ်ရမလဲဆိုတာကိုတင်ပြထားတာဖြစ်ပြီးFinancial Independence လို့ခေါ်တဲ့ငွေကြေးလွတ်မြောက်မှုကိုအရောက်သွားဖို့အဆင့်9ဆင့်နဲ့ဖော်ပြသွားတာဖြစ်ပါတယ်။ဒီစာအုပ်မှာပါတဲ့အဆင့်တိုင်းဟာရိုးရှင်းပြီးလက်တွေ့လိုက်နာကျင့်သုံးလို့ရတဲ့စာရေးသူတွေရဲ့ပွဲတွေ့နည်းလမ်းတွေပါ။ဒါတွေကိုစာဖတ်သူတွေအနေနဲ့အထိုက်အလျောက်သိပြီးသားဖြစ်နိုင်ပေမဲ့ဒီစာအုပ်ထဲမှာလိုမျိုး roadmap ချပြီးအဆင့်ဆင့်စနစ်တကျအကောင့်ထဲပေါ်တာမျိုးကတော့ရှားမယ်လို့ထင်ပါတယ်။ငွေကြေးလွတ်မြောက်မှုကိုသွားဖို့ဖြတ်လန်းဆိုတာမရှိတဲ့အတွက်ဒီစာအုပ်ထဲက roadmap အစစ်9ဆင့်ကိုပဲအလွယ်ဆုံးဖြတ်လန်းအနေနဲ့သဘောထားပြီးစ조사လိုက်နာကြည့်ပါဖြစ်နိုင်ရင်မူရင်းစာအုပ်ကိုပါအချိန်ယူလေ့လာပြီးအခန်းတိုင်းကိုအသေးစိတ်ဖတ်ကြည့်ပါငွေရဖို့အတွက်9 to 5အလုပ်လုပ်နေရတဲ့ဘဝကနေရုန်းထွက်ပါလို့တိုက်တွန်းရင်းနဲ့ Your Money Your Life စာအုပ်ရဲ့အနှစ်ချုပ်ကိုညီကုန်းချုပ်လိုက်ရပါတယ်ဆိုစာအုပ်လေးကပြီးသွားပြီဆိုတော့ဘလို့သဘောရပါသလဲဖြိုးကအားလုံးမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်တယ်အဲ့ဒါကဒီစာအုပ်ကိုဖတ်ပြီးတော့မှငွေကြေးနဲ့ပတ်သက်လာရင်ကိုလုံးမဲ့ action တစ်ခုအပြောင်းလဲတစ်ခုကို comment ထဲမှာရေးခဲ့ပေးပါပြီးရင်ရွှေနှုတ် application ကို download ချပြီးတော့မှလက်ဆောင်ပေးထားတဲ့အခုမြင်နေရတဲ့စာအုပ်တွေကိုအကုန်သွားဖတ်ပါအရန်ကောင်းတဲ့စာအုပ်တွေကိုလက်ဆောင်ပေးထားတယ်ပြီးရင်အဲ့စာအုပ်တွေကိုဖတ်ပြီးတော့မှရွှေနှုတ်ကိုတေချာ subscription ဝယ်ပြီးတော့လဲထပ်ဖတ်ဖို့ရှာဒီကနေကိုယ့်အတွက်ကိုရင်းနှီးမြှုပ်နှံဖို့ဘာလို့လဲဆိုတော့စာအုပ်စာပေနဲ့ပတ်သက်လာရင်အခုနော်ဖြိုးပြမဲ့စာအုပ်ဒီစာအုပ်ဆိုရင်နော်စာအုပ်လေးရဲ့တန်ဖိုးကမှ3000လောက်ပဲရှိတယ်ဒါပေမဲ့ဖြိုးဘဝအတွက်လုံးဝအပြောင်းလဲအကြီးဆိုကြီးပဲဖြစ်သွားပါတယ်ဒါကြောင့်မလို့ကိုယ့်အုံနောက်ကိုယ့်ရဲ့အသိပညာဘူးတုတအတွက်ရင်းနှီးမြှုပ်နှံဖို့ရှာအတွက်ရွှေနှုတ် application ကို download ချပြီးတော့မှ subscription ဝယ်ပြီးစာဖတ်ဖို့ရှာဒီကနေနောက်ဆုံးဖြိုးကနေတိုက်တွန်းရင်းနဲ့မှဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်ရှင်